ရှိတုန်းကလူသူဝင်းလည်လာတဲ့တောကြီးတစ်ခုမှာချွက်ကလေးတစ်ကောင်နေထိုင်လျက်ရှိပါတယ်။ချွက်ကလေးဟာတောအထက်မှာပျော်ပျော်ရွှင်ရွှင်နဲ့ဘဝကိုတိတ်ပဲရှိစွာနေထိုင်လျက်ရှိပါတယ်။တနေ့စားလိုက်အိတ်လိုက်စားလိုက်နဲ့အစင်ကိုပြင်းနေတော့တာပေါ့။ဒါပေမဲ့ဒီအမှာချွက်ကလေးဟာတောထဲမှာစားချထွက်ရင်းချင်းသေးတစ်ကောင်အိမ်မောကြနေတာကိုတတိမမူပဲနှောက်ယှက်သလိုဖြစ်သွားခဲ့ပါတယ်။ချက်ချင်းဆိုလိုပဲချင်းသေးကြီးကအလုံကိုဒေါသထွက်သွားပြီးကြွက်ကိုသူ့ရဲ့လက်ထဲမှာစုပ်ကိုင်ပြီးစားပစ်ဖို့လုပ်ပါတယ်။ကြွက်ကထိုင်လန်တုံသွားပြီးသူ့ရဲ့အသက်ကိုချမ်းသာပေးဖို့နဲ့နောက်တစ်ချိန်မှာချင်းသေးကြီးအသက်နဲ့ကြုံလာတဲ့အချိန်မှာကယ်ဆယ်ပြီးကျေးဇူးဆက်ပါမယ်လို့တောင်းဆိုခဲ့ပါတယ်။ချင်းသေးလည်းကြွက်ရဲ့စကားကိုကြားလိုက်ရတဲ့အချိန်မှာအံ့ဩသွားပြီးကြွက်ကိုလှောင်ရင်လိုက်ပါတယ်။ကြွက်ကလည်းသူ့ကိုလှောင်ရင်လိုက်တဲ့ချင်းသေးကိုဘာမှမပြောတော့ပဲအိမ်ကိုပဲပြန်လာခဲ့ပါတယ်။ဒီလိုနဲ့နှစ်တလီပြောင်းရာစီတွေညောင်းခဲ့တာသူတို့နှစ်ဦးစလုံးဒီကိစ္စကိုမဲလူဆဲဆဲဖြစ်နေတဲ့အချိန်မှာတရက်ကြွက်ကထုံးစံတိုင်းစာရထွက်လာရလမ်းတစ်ခုမှာမမျောနေထားပဲချင်းသေးကိုတွေ့လိုက်ရပါတယ်။ဒီတစ်ခါမှတော့ချင်းသေးကပိုက်ထဲမှာမိနေခဲ့တာပါ။ကြွက်ကစဉ်းစားမနေပဲပိုက်ကျိုးတွေကိုသူ့ရဲ့သွားနဲ့ကိုက်ဖြက်ကချင်းသေးရဲ့အသက်ကိုကယ်တင်ခဲ့ပါတယ်။ကြွက်ကသူ့ကိုလောင်ရင်လိုက်တဲ့ချင်းသေးကိုလောကမှာအကောင်ကြီးအကောင်သေးသေးထင်မသေးတင်ကြောင်းရှင်းပြပါတယ်။ချင်းသေးကလည်းတစ်ချိန်ကသူ့ရဲ့ရိုင်းဆိုင်မှုအတွက်တောင်းပန်ခဲ့ပြီးချင်းသေးနဲ့ကြွက်တို့ဟာတငယ်ချင်းတွေဖြစ်သွားပြီးဇက်သိမ်းသွားခဲ့ပါတယ်။